လက်ခံမယ်ဆိုရင်အရန်ကြီးကိုအစိုးချစ်ပြကြတယ်အပန်းနဲ့ညောချီရောသူကိုနှလုံးသားလေးဆွဲလန်းသူမိမိရောသူရင်ကုန်မှုရဲ့နေရဲ့တွေ့တော်ရဲ့ချစ်စိတ်မပြေတွေ့ရဲ့တွေ့မျိုးပါလွမ်းနေတို့နှယောရဲ့ချစ်စကားကလေးတွေရဲ့သူစုံလက်တွဲမြင်မြင်ပေါ်မဲ့ခွဲကိုဘဝကိုရဲ့ရင်ခွဲဟာမင်းတယောက်အတွက်ပဲချစ်သူရဲ့မင်းတယောက်အတွက်ပဲချစ်သူရဲ့မင်းတယောက်အတွက်ပဲချစ်သူရဲ့